ဒီနေ့ကတော့ဒကမာကြီးကလျှောက်တယ်ရှင်များတို့ဘယ်ကြွမလို့လဲဟိုးဘက်ကဖုံးမဆိုးဆိုတဲ့ရွာကိုတရားဟောသွားမလို့အဲ့ဒီရွာမှာတရားပွဲမရှိဘူးခင်ဗျာဟာတရားပွဲမရှိအောင်ဘုန်းကြီးတို့ဆံလွန်သိန်းကြီးကအခုတရားပါဟောမှာမရှိဘူးခင်ဗျာတဲ့ခဏညရွာမှာအလှူရှိတယ်တဲ့ဆိုင်းထဲ့တယ်ဆိုင်းလည်းပါတယ်ဗျာတဲ့တရားပွဲမရှိဘူးတဲ့တရားပွဲရှိရင်တပည့်တော်တို့ဆရာတော်ကြီးဖျားတယ်အဲ့ဒါတရားပွဲရှိရင်တပည့်တော်တို့ကိုနှစ်တိုင်းဖိတ်တယ်တဲ့ရှင်ဘုရားတို့ရက်မှားလို့ဖြစ်လိမ့်မယ်မမှားဘူးတော်မကြီးဆိုတာနဲ့အဲ့ဒါနဲ့ဘုန်းကြီးကတရားပွဲလာပြည့်နေဆောင်းရက်ပြည့်တဲ့ဒကာကြီးကိုဘုန်းကြီးကခေါ်ပြောတယ်ဒကာကြီးသွားသမ်းသွားရောပြည့်တာသွားဆောင်သမ်းတော့ပေါ့နေ့လေ12နာရီတည်းကထွက်သွားတာ1နာရီပြန်မလာဘူး2နာရီပြန်မလာဘူး3နာရီပြန်မလာဘူး4နာရီပြန်မလာဘူး5နာရီပြန်မလာဘူးကဲစဉ်းစားကြည့်တာတပေါင်းလာကြီးသင်္ကန်းကြီးယုံပြီးတော့သူများအိမ်ပေါ်မှာငုတ်တုတ်ကြီးထိုင်နေရတာရေလည်းမချိုးချွေးတွေကထွက်စားရတာကလည်းဘာမှမရှိဘူးတရက်သီးနဲ့ဘဲဥဆိုဘိုက်ထဲမှာကုလီနဲ့ဟာဘုန်းကြီးနေရာမှာကိုချင်းစာကြည့်ပေးတဲ့ရည်တိမခံနိုင်ရင်ဒေါသကအဲ့ဒီမှာတခါနဲ့ထောင်းကနေထွက်ပြီးတော့အကုန်ကိုကားဖြစ်မှာ9နာရီထိုးတယ်စောက်တယ်မလာဘူးပြည်သားမလာတော့ရှင်မရတို့အခြေအနေမကောင်းဘူးဗျာအဲ့တော့ဘာလုပ်မလဲဆိုတော့ကဲအဲ့ဒါဆိုလဲဦးကြိုင်လေးဘုန်းကြီးတို့ပြန်ကြစို့သူမှတရားဝင်ဖြစ်ဘူးဆိုတာမမဖေအဲ့ဒါဆိုလဲပြန်တာပေါ့ဆိုပြီးတော့ဘုန်းကြီးတို့ကားလှဲ့အထွက်ဟာဟိုကနေတခါနဲ့လှဲ့နဲ့စီးနဲ့လှဲ့ဘော်ကနေပြီးတော့လှမ်းခေါ်တော့မကြားတော့ပစိုးနဲ့တခါနဲ့အလံပြတော့နောက်ကနေပြီးတော့တွေ့တဲ့တခါလေးဟာပစိုးကိုဒီလိုရမ်းပြနေတယ်ဖေအရှင်မြတ်ခေါ်တဲ့တင်းနဲ့ရပ်ပါအောင်ဖေကဲရလိုက်စမ်းရပ်ပြီးတဲ့အခါကျတော့ရွာကဥက္ကဋ္ဌတွေအတွေးမှုတွေပါလိုက်လာပြီးတော့ကိုကိုပင်ကြီးအောက်မှာဘုန်းကြီးနဲ့ကားပေါ်ကဆင်းထိုင်ပြီးတော့လျှောက်တယ်ရှင်ဘုရားတဲ့တပည့်တော်တို့ရွာမှာတရားပွဲလုံးဝမဖြစ်ပါဘူးတဲ့ဘာဖြစ်လို့တော့တခါကြီးတို့ခဏညအလှရှိတယ်ဗျာတဲ့ဆိုင်းလည်းရှိတယ်ဗျာတဲ့ရှင်ဘုရားတရားပွဲကိုဘာဖြစ်လို့ကြိုပြီးတော့အကြောင်းမကြားတယ်လဲတဲ့ဒါနဲ့ဘုန်းကြီးကလက်ပိတ်နဲ့တခါကြီးကိုမေးတယ်တခါကြီးပြောတော့တရားပွဲဆင်ပြီးပြီဆိုတခါကြီးပြောတော့အကြောင်းကြားပြီးပြီဆိုနေစွန်းလဲဆင်နာပြီးပြီဝတ်သားဟင်းနေပါတယ်ကြက်သားဟင်းနေပါတယ်နဲ့မဖြစ်ရင်လည်းပြန်တယ်ဗျာဆိုပြီးတော့အဲ့ဒါဘုန်းကြီးတို့ပြည်တိုင်းပြန်တက်လာရတယ်။ကဲအဲ့ဒါလေးကိုဘုန်းကြီးရဲ့ကိုယ်လေးတစ်ခုဘုန်းကြီးပြောပြပါတယ်။အဲ့တော့သာသနာပြုလုပ်ငန်းကိုလုပ်မဲ့ပုဂ္ဂိုလ်မှန်တယ်များခန့်တီးခံနိုင်ရမယ်။ဘာလို့နိုင်ရမလဲ။တီးမခံနိုင်လို့ကတော့မရဘူးပြည်တိုင်း။တီးမခံနိုင်ဘယ်မှမလိုက်နဲ့။ဘယ်မှမသွားနဲ့တီးခံရောက်တဲ့နေရာမှာဖြစ်တယ်လို့စားရမယ်။ဖြစ်တယ်လို့နေရမယ်။တခါတချို့ဆံလုံသင်းတွေလိုက်သွားတယ်ဘုန်းကြီးဆံလုံသင်းလိုက်သွားတခါကိုရီတဲ့ရေမရှိဘူးဟောကိုကရေသွားကပေါ့ကိုရေထက်ဒီလိုလုပ်ခဲ့ရတဲ့နေရာတွေအများကြီးရှိတယ်။တိုင်ရှိစေတော့အဲ့တော့ဘုန်းကြီးပြောချင်တာကဒီမဟာပုံနာကြီးရဲ့နှလုံးစိတ်ဝမ်းဟာလေမဟာဂါမဝါနိစ္စနှလုံးသားလို့ဘုန်းကြီးကတင်စားပြီးတော့သုံးလာတာအဲ့ဒီမထေကြီးရဲ့အကြောင်းအရာတိတ်ပြီးတော့လေကြီးညိုဖို့ကောင်းပါလေဒါကြောင့်မို့လို့ရှေ့ပိုင်းမှာဘုန်းကြီးဒါလေးပြောပြပါတယ်အများနဲ့အလုံးမဲ့အလုံငန်းမှန်သမျှတွေဟာသာသနာနဲ့ပတ်သက်လို့ဆောင်ရွက်မယ်ဆိုရင်စိတ်ရှည်ပါဇွဲတန်ပါတဲကြီးခံပါစိတ်လည်းမရှိဘူးဇွဲလည်းမတန်ဘူးတဲကြီးလည်းမခံဘူးဆိုရင်ဘာအလုံးကအများနဲ့မလုံးနဲ့ကိုတယောက်တည်းပဲကိုလို့အဲ့ဒါအကောင်းဆုံးပဲလို့အဲ့တော့အဆုံးပြောချင်တာကတီးခံရမယ်ဘာလို့ရမလဲပရိသတ်ရဲ့အေးတီးခံတတ်တဲ့လူတွေရရှိမဲ့အကျိုးတရား၅ပါးကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကဟောတော်မူခဲ့တာရှိပါတယ်ကဲအဲ့ဒါလေးလိုက်ဆိုစမ်းပါတိခန္ဓာရဲ့ရှင်လူအပေါင်းကနှစ်ထောင်အာရချစ်လိမ့်မယ်ဘေးကင်းရန်กว่าချစ်သူများလို့အမှားများလည်းနဲလိမ့်မယ်မတွေ့မဝေးသေးကားသွားတော့သုဂတိဘုံသာဖြစ်ရတဲ့အဲ့ဒါကသီခံအကျိုးဒီ၅မျိုးရာကျိုးဖြစ်ပါတယ်သီခံတရင်ရှင်လူအပေါင်းကနှစ်ထောင်အာရချစ်လိမ့်မယ်ဘေးကင်းရန်กว่าချစ်သူများလို့အမှားများလည်းနဲလိမ့်မယ်မတွေ့မဝေးသေးကားသွားတော့သ
သူဂတိဘုံသာဖြစ်ရတယ်ဧဒါကသီခံအကျိုးဒီ၅မျိုးရာကျိုးဖြစ်ပါတယ်သီခံတတ်တဲ့ပုဂ္ဂိုလ်တွေကရှင်လူပေါင်းတို့ကချစ်ခင်လိမ့်မယ်ဘေးကင်းမယ်ရန်ကွာမယ်အမှားလဲနဲမယ်တဲ့အမှားတွေနဲတတ်တဲ့သီခံတတ်လို့ကုသိုလ်စဉ်ကအမှားမကင်းဘူးသို့တော်လည်းပဲသီခံစိတ်ရှိတဲ့ပုဂ္ဂိုလ်ကအမှားများကြီးမတွေ့ဘူးတဲ့မှားတာတော့နည်းနည်းပဲမှားမယ်တဲ့သိတဲ့အခါမှလည်းမတွေ့မဝေးသေးကသွားတော့တွေ့ဝေဝေနဲ့စင်စင်စားစားနဲ့မိမိမောမောနဲ့မသေးရဘူးမတွေ့မဝေးသေးကသွားတော့သူဂတိဘုံသားဖြစ်ရတယ်လူပြည်နတ်ပြည်သူဂတိဘုံကိုပဲသွားမယ်တဲ့ဒါကြောင့်အရာရာမှာတိခံမှာဗတ်တယ်လေပရိသတ်ရေတိခံရမယ်တဲ့တိခံသွားတဲ့စံပြယဟန္တာကြီးတစ်ပါးရဲ့အကြောင်းကိုပြောမယ်ဆိုရင်ဧကံသမယံဘဂဝါတာဝဋ္ဌိယဝိဟာရတိစေတဝနေအာနာထပိန္တိကတအာရမေဧကံသမယံခါတဘာရှိတုံးကဘဂဝါဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကြီးသည်တာဝဋ္ဌိယံတာဝဋ္ဌိခေါ်တဲ့ရွှေမြို့တော်မှာဇေတဝနေဇေတွန်ခေါ်ကျောင်းတိုက်တော်မှာဝိဟာရတိယပထာလေးလေးဖြင့်မြတ်ကြီးရှင်ပြုံးတည်င်းသုံးငါစံပေတော်မူခဲ့ပါပေတည်းဘုံတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်သာဝတိပြင်မွန်ဇေတွန်ခေါ်ကျောင်းတိုက်တော်မှာရာပထာလေးလေးပြင်းမြတ်နေရွှင်ပြုံးတည်င်းသုံးစံပေတော်မူနေစဉ်ခါကာလစီတုံးကဒေနခောပဏသမယေနအာယတမပုံနောယေနဘဂဝတေနုပသင်္ကမိတဲ့မြတ်စွာဘုရားထံကိုယဟန်တပါးရောက်လာတဲ့ပိသရေအဲ့ဒီမထေများရဲ့ဘွဲတော်ကမဟာပုံနာတဲ့ဘယ်သူတဲ့လေဘုန်းကြီးတို့မြတ်စွာဘုရားတာနာတော်မှာပုံနာဆိုတဲ့နာမည်တူတွေအများကြီးရှိတယ်ဟိုးရာဇကြိုမြို့သူမနတထေကြီးရဲ့အိမ်နောက်ဖက်မှာတွေ့ကပ်ပြီးတော့နေရတဲ့မောင်ပုံနာတို့မဲဥတ္တရာတို့အဲ့ဒီမှာလဲပုံနာဆိုတဲ့နာမည်တစ်ခုရှိတယ်နောက်တဲ့အခါនិရောဓသမပဝင်စားပြီးထလာတဲ့ရှင်သာရိပုတ္တရာကြီးကိုဆွန်းတဲ့ရေဘူးရေချမ်းနေလှူလို့မြေဆိုင်ခဲတွေကရွှေတွေဖြစ်သွားတယ်ပုံနာတထေဆိုတာလည်းရှိပါတယ်အခုဘုန်းကြီးတို့ပြောမဲ့ဒီမဟာပုံနာဆိုတာကရာဇကြိုကလည်းမဟုတ်ဘူးတာဝဋ္ဌိကလည်းမဟုတ်ဘူးဘယ်မြို့ကတော့ဆိုရင်ပိသတ်တွေမြန်မာနိုင်ငံသားကုံတယ်ကြီးတူတဲ့ဒီနေ့ခေါ်တော့မြန်မာနိုင်ငံပေါ့ရှေ့ကခေါ်တော့ပိသတ်တွေဘုန်းကြီးတို့မြန်မာနိုင်ငံဟာမြတ်စွာဘုရားသာသနာတော်မရောက်ခင်ပေါ့ပစ္စန္တရထလို့ခေါ်တယ်ဘုန်းကြီးတို့မြန်မာနိုင်ငံကိုပစ္စန္တရေတဲ့ဒီနေ့အနေနဲ့ပြောမယ်ဆိုရင်ဘုန်းကြီးတို့အဲ့ဒီမဟာပုံနာရဲ့ရွာဟာဘယ်ကတုံးဆိုရင်မကွေးတိုင်းရှေ့ကခေါ်တော့သူနာပရန္တတိုင်းတဲ့သူနာပရန္တတိုင်းခဏိခေါ်နေတာမကွေးတိုင်းရွာကဝါနိစ္စခာမရွာတဲ့ရှေ့ကခေါ်တာကဝါနိစ္စခာမရွာဒီနေ့ခေတ်ရဆိုမင်းမှုနဲ့မန်းဆက်တော်ရအနီးကရွာလေးတစ်ရွာပေါ့အဲ့ဒီမှာညီကို2ယောက်ရှိတယ်မဟာပုံနာနဲ့စုလပုံနာတဲ့ဘယ်သူနဲ့ဘယ်သူလဲအလုတ်ကဘာလုတ်တော့ဆိုကုံကူးတန်းရောက်ဝယ်မှုအလုတ်ကိုလုပ်ကြပါတယ်မဟာပုံနာနဲ့စုလပုံနာညီကို2ယောက်ဟာညီတစ်လှက်အကိုတစ်လှက်ဒီတပတ်အကိုကုံဝယ်ထွက်ရင်ညီကနောက်ပိုင်းကရွာမှာရောက်နေခဲ့တယ်နောက်တစ်ပတ်ညီကုံဝယ်ထွက်ရင်အကိုလုံးတဲ့ပုဂ္ဂိုလ်ကဆိုင်ထိုင်ပြီးတော့နောက်ကနေရောက်တယ်အဲ့ဒီလိုညီတက်လက်အကိုတက်လက်လက်တက်ကြီးတွေနဲ့ကုန်ပစ္စည်းတွေတင်ပြီးတော့ကုံရောင်းကုံဝယ်ထွက်တယ်တဲ့ဘယ်ကိုထွက်သွားကြတော့ဆိုရင်အနောက်ဘက်ကိုထွက်သွားတာဟိုးရခိုင်ရိုးမတောင်တန်းကြီးကိုဖြားမကွေးတိုင်းကနေထွက်သွားပုံလေးကိုမျက်စိနဲ့မြင်အောင်ကြည့်တာရခိုင်ရိုးမတောင်တန်းကြီးကိုဖြားပြီးတော့အိန္ဒိယထဲကိုဝင်အိန္ဒိယထဲကိုဝင်သွားတဲ့ခါကျတော့ဘယ်ရောက်သွားတော့လို့ဆိုတော့တာဝဋ္ဌိနယ်ပေါ့တာဝဋ္ဌိနယ်မျိုးကိုရောက်သွားတာအဲ့ဒီလိုနဲ့ညီကို2ယောက်တလဲစီခရီးထွက်လိုက်တာအခုတစ်ချိန်ခရီးထွက်တာဟာမဟာပုံနာရဲ့အလှဲ့ပဲတဲ့မ
မဟာပုံနာရဲ့အလှည့်ဖြစ်တော့မဟာပုံနာကညီလေးဆူလာပုံနာကိုပြောတယ်ငါညီမအိမ်ဆောင်နေခဲ့နော်ကောင်းကောင်းနေဟိအကိုကြီးကုံဝယ်ထွက်အောင်မဲ့ဆိုပြီးတော့အဲ့ဒါလက်တက်ကြီးနဲ့ခြေပြီးတော့မဟာပုံနာကြီးကုံဝယ်ထွက်လာတာပရိသတ်တွေလမ်းထဲမှာတွေ့တဲ့ကုံတွေဝက်တင်နဲ့အိန္ဒိယထဲရောက်သွားရောအိန္ဒိယကနေသွားရင်နဲ့သာဝတိရောက်သွားရောသာဝတိကိုရောက်သွားတော့သူတို့ဘယ်မှာစခန်းချလဲဆိုရင်သာဝတိမြို့နဲ့ဇေတွန်ကျောင်းတိုက်အကြားမှာသူတို့စခန်းချလာသာဝတိမြို့တောင်တကားကနေထွက်လာရင်အနောက်ဘက်နားကိုချို့တရွရွနဲ့သွားလိုက်လို့ရှိရင်အနောက်တောင်တောက်လို့ခေါ်တဲ့စနေတောက်အဲ့ဒီစနေတောက်နားမှာဇေတွန်ကျောင်းဆိုတာရှိတယ်ဗျာအဲ့ဒါသာဝတိမြို့သူမြို့သားတွေကမနေ့ကျတော့ဆွမ်းနေခက်ဝဲတွေဘောဇင်နေယူငါစွာဘုရားဆွန်ကားသာဝတိကနေထွက်ဇေတွန်နဲ့ဝင်သွားညနေကျတော့လဲရှီမီပန္နတာတွေကင်ဆွဲပြီးတော့ဇေတွန်ကျောင်းထဲကိုတရားနာဖို့သွားတယ်တနေ့နှစ်ခေါက်မနေ့တစ်ခေါက်ညနေတစ်ခေါက်မနေ့တစ်ခေါက်ညနေတစ်ခေါက်တနေ့နှစ်ခေါက်မှန်မှန်လာရောက်နေတဲ့မြို့သူမြို့သားတွေကိုလှဲ့တက်ကြီးချပြီးတော့စခန်းနားနေတဲ့မဟာပုံနာတို့ပုံတဲ့အုပ်စုကသူတို့ရှိကဖြတ်သွားနေတာကိုနေ့တိုင်းမြင်တွေ့နေရတဲ့အခါကျတော့အဲ့ဒီမှာပုံတဲ့အကြည့်မှုဖြစ်တဲ့မဟာပုံနာကလူတယောက်ကိုလှမ်းပြီးတော့မေးတယ်အမောင်တို့ဟာဟိုရှိကဥယျာဉ်ကြီးတဲ့ကိုဆွမ်းခဲဝဲတည်သီးတွေရှင်မီးတွေပန်းသားတွေလက်ဆွဲပြီးတော့တနေ့ကိုနှစ်ခေါက်နေတိုင်းသွားနေတာဘာသွားလုံနေတာလဲလို့မဟာပုံနာကုံတဲ့ကြီးကမေးတဲ့အခါကျတော့အမေခံရတဲ့တာဝတိပိသားကဘာပြောတယ်လဲဗုဒ္ဓလောကေသမုပ္ပန္နောဟိတယတပ္ပပါဏိနံဓမ္မောဇဒိတိယတိဩဘာသမိကောပရိနိဗ္ဗာယိကောတံမောရဂာမိဒုက္ခတပဝေတိတောလောကေလောကထဲမှာဗုဒ္ဓဘုရားရှင်ကိုရောမြတ်ဆိုတာသမုပ္ပန္နောဥဒိတောင်ဇောနေဆက်ဝန်ကဲ့သို့ပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့ပါပြီဒေနာတတဂတိနာထို့သောလောကထွတ်တင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဓမ္မောစတရားတော်ကိုလည်းပဲဒေတိယတိခေါ်တော်မူအပ်ပါပြီဩဘာသမိကောကိလေသာအမှုတွေငြိမ်းရာငြိမ်းချောင်းဖြစ်သောပရိနိဗ္ဗာယိကောကိလေသာပရိနိဗ္ဗာန်ဝိဇ္ဇာချုပ်ငြိမ်းရုပ်သိမ်းရလည်းဖြစ်ပေသောတံမောရဂာမိသစ္စာလေးပါးသိခြင်းကိုလည်းရောက်စေတတ်သောသူကတဘဝေတိတောသစ္စာလေးရတသိမြင်ဘုရားရှင်ကိုရောမြတ်တို့ကောင်းစွာဟောကြားအပ်သောဓမ္မောစတရားတော်မြတ်ကိုလည်းပဲဒေတိယတိကောင်းစွာမသွေဇေတွန်ကျောင်းမှာတရင်သုံးနေထိုင်ငါဟောကြားတော်မူအပ်ပါပြီတကားပုံနာကြီးတဲ့ပုံနာအမည်ရှိတဲ့ဂုံတယ်ကြီးဟိုးတောအုပ်ထဲမှာမြတ်စွာဘုရားဆိုတာရှိတယ်အဲ့ဒီမြတ်စွာဘုရားကကိလေသာငြိမ်းရန်ငြိမ်းချောင်းသူတော်ကောင်းတရားတွေကိုဟောနေတာအဲ့ဒါတို့တရားနာသွားတာအဲ့ဒီဖြေစကားကိုကြားရယုံများနဲ့မဟာပုံနာရဲ့ကြောလုံးဖြမ်းမြจิตတိတွေထလာတယ်သူ့ရဲ့ရှေးပါရမီဒူးကြီးကလည်းနှိုးစော်တိုက်တွန်းလိုက်တော့ဘုရားဖူးခြင်းနဲ့စိတ်တရားနာခြင်းနဲ့စိတ်တွေပြင်းပြင်းပြပြဖြစ်ပေါ်လာပြီးတော့ဇေတွန်ကျောင်းတော်ကိုသွားနေတဲ့ပရိသတ်ကြီးနောက်ကိုတကောင်းကောင်းနဲ့လိုက်သွားလိုက်တာပိသရေဇေတွန်ကျောင်းတော်တွေကိုမဟာပုံနာကုံတဲ့ကြီးဆိုင်မြိုင်နဲ့ရောက်သွားပြီဒီနေ့တရားပွဲမှာဘုရားရှင်ကိုရောမြတ်ရည်ညွှန်းပြီးတော့ဟောရမယ်သူဟာမဟာပုံနာဖြစ်ပါတယ်ဘုရားရှင်တို့ရဲ့သဗ္ဗညုတရွှေဉာဏ်တော်မှာကြွတ်ထိုက်တဲ့ဝိနည်းတို့ရဲ့တဏ္ဍာဟာထင်ထင်ရှားရှားပေါ်လာမြဲပါမဟာပုံနာရဲ့ရုပ်အစစ်အင်္ဂါဘုရားရဲ့ရွှေဉာဏ်တော်ကိုယ့်ရဲ့အထက်မှာပေါ်လာတဲ့အခါကျတော့ဘုရားရှင်ကိုရောမြတ်ကအဲ့ဒီမဟာပုံနာကိုဒါနကထာတဲ့ဒါနနဲ့ပတ်သက်တဲ့တရားစကားသီလကထာသီလနဲ့ပတ်သက်တဲ့တရားစကားသက္ကကထာနယဝသုကတိလာယလာကြောင်းကိုဖော်ပြတဲ့တရားစကားကာမနာအရိနဝကထာကာမဂုဏ်တို့ရဲ့အပြစ်တွေကိုဖော်ပြတဲ့တရားစကားနိခံမေအာနိတန္တကထာကာမဂုဏ်မှထွမြောက်ခြင်းအကျိုးကိုဖော်ပြတဲ့တရားစကားသတ္တုသစ္စာကထာသစ္စာလေးပါးနဲ့ပတ်သက်တဲ့တရားစကားအဲ့ဒီလိုဘုရားရှင်ကိုရောမြတ်ကအနုပုံပိကဒေသနာတော်အစဉ်တဲ့ဒါနကစဟောတာဘယ်ကစဟောဒါနကစတင်ပြီးတော့ဟောပါတယ်
ဒါနကိုပရိသတ်ဟာစိတ်ဝင်စားလာပြီဆိုတော့မှသီလတဆင့်တဲ့ဟောသီလဒါနနဲ့